စော်သီးကောက်တာကစော်သီးဒါလေးရခဲ့မနော်ခူးလို့ရတယ်ကစော်သီးပြင်ပွင့်ရတော့အများကြီးပဲဒါမဲ့ပိုးတော့နည်းနည်းကြာတယ်ဟိုမပြုတ်ပြင်ထားတော့လေဒီအသီးလေးဖြစ်ပါရဲ့ရှင်ထက်ခွင်လည်းရသေးတယ်မလေးဟဲ့